အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ AG Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျကျွန်တော်ဒီတစ်ပတ်မှာလည်းရှေ့တစ်ပတ်ကလိုမျိုးဒီကားကောင်းတဲ့တကားကိုကျွန်တော်ပြင်ဆင်ပေးတော့ဖို့ရှိပါတယ်ဗျဆိုတော့ဒီစကားလေးကတော့2025ခုနှစ်ကရိုက်ထားတဲ့အင်ဒိုနီးရှားနိုင်ငံထုတ်ဂျန်ငန်ပန်ငယ်မမကာဖီယာဆိုတဲ့အင်ဒိုနီးရှားဇာတ်လမ်းလေးဖြစ်ပါတယ်ဗျဆိုတော့ဒီဇာတ်လမ်းလေးအစမှာအာလီယာလို့ခေါ်တဲ့အမျိုးသမီးနဲ့သူ့ရဲ့ခင်ပွန်းဖြစ်သူဒီကာရာတို့ရဲ့သူတို့ရဲ့သမီးဖြစ်သူဂျက်စမင်းကအာလီယာရဲ့အမေဖြစ်တဲ့နေမျိုးလေးကိုအလေပြန်ရတာနဲ့စပင်ထားတယ်ပေါ့နော်ဆိုတော့သူတို့အလေမတော်ခင်မှာလဲတေးကားတွေထုံးစံအတိုင်းဂျက်စမင်းကအိမ်မက်လေးတွေမှတ်ပြီးတော့ဒါကြောင်းလန့်စရာထိတ်လန့်စရာတွေပေါ့ကားပေါ်မှာလန့်နိုးလာတဲ့အကွက်လေးတွေတော့လှုပ်ထားရလေရှိရပေါ့နော်ဆိုတော့သူ့အဖေဖြစ်သူဖြစ်တဲ့ရော်ကိုရောက်တဲ့အခါမှာလဲဒါညဖက်ရောက်တော့ဗျာနည်းနည်းထူးဆန်းလာလေးတွေလည်းကြုံရတယ်ဒါပေမဲ့လည်းသူတို့ရဲ့စိတ်ထဲမှာအရန်ကြီးပြောပြလောက်စရာရှိရဲ့ထူးဆန်းမှုတောက်ရှုံမှုတစ်ခုလုံးမခံစားရတဲ့အတွက်သူတို့ဘယ်လိုမှမနေကြပါဘူးဆိုတော့အဲ့ဒီညမှာပဲအဖေဖြစ်သူကသူ့ရဲ့ညီမလေးကသူတို့အိတ်တယ်ပေါ့နော်သူသမီးဖြစ်သူအာလီယာကိုတော့အာလီယာရဲ့ငယ်စဉ်ကနေထိုင်ခဲ့တဲ့အခန်းမှာပဲသူ့ရဲ့ဖြစ်သူဟိုခါရန်သူအိတ်ဖို့သူ့အမေကနေရာချထားပေးလိုက်တယ်ပေါ့နော်ဆိုတော့အဲ့ညဖက်မှာပဲဗျညကြီးတကောင်ပေါ့နော်အဖွားကြီးနိုးလာတဲ့အခါမှာသူ့ရဲ့ဘေးနားမှာသူ့ရဲ့မြေးမလေးဟိုမတွေ့ရဘူးပေါ့နော်မတွေ့ရတော့သူမိမလေးအတန်ကိုနားထောင်ကြည့်တဲ့အခါမှာအခန်းလို့တစ်ခုမှစော်ကစားနေတာကိုသူတွေ့ရတယ်ပေါ့နော်သူစော်ကစားနေတာကိုဟိုအပေါ်ကြီးမြင်တော့ဗျာအပေါ်မြင်တော့ဒါသူကအယုတ်ကလေးကိုဗျာပြစ်ပေးနေဆော့နေတာပေါ့နော်ဟိုဘက်ကပြစ်တယ်သူကဖမ်းတယ်သူကပြစ်တယ်ဟိုကဖမ်းနေနေမှာပေါ့ဒါပေမဲ့တကားဟိုကမြင်ရတော့ဗျာဒီတချမ်းပဲမြင်ရဟိုဘက်ကမမြင်ရဘူးဟိုဘက်ကပြစ်လိုက်လူကပြစ်လိုက်တယ်ကောင်မလေးကသူ့ကြီးကဖမ်းတာကိုမြင်ရတယ်ပေါ့နော်ဆိုတော့ဟိုဘက်ကလူကိုဟိုကကြည့်လိုက်တော့မတွေ့တော့ဘူးလူမရှိဘူးဗျာဆိုတော့ဒါကအရင်ထူဆန်းနေတဲ့ဒါတဘာဝလုံးပြည့်ရည်တစ်ခုဆိုတာကိုဟိုအကုန်လုံးကပြီးကြတယ်ပေါ့နော်ဆိုတော့အပေါ်ကြီးကအဲ့အဖြစ်ပြက်ကိုမြင်ခဲ့သည့်တိုင်အောင်မနဲ့မိုးနေတော့သူ့သမီးကိုလည်းမပြောဘူးသူ့သမက်ကိုလည်းမပြောဘူးဒါပေမဲ့သူကထူဆန်းနေပြီပေါ့နော်နောက်တစ်နေ့မနဲ့မှာကောင်မလေးကသမီးလေးဖြစ်သူပေါ့နော်ဂျက်စမင်းကသူ့အမေကိုပြောတယ်သူ့အမေကဒီDead Boy Evan လေးကိုကြည့်ဖို့ပြောတာပေါ့နော်ကောင်မလေးက Dead Boy Evan လေးကိုကြည့်တဲ့အခါမှာသူ့အမေရဲ့သူ့အဖေဖြစ်သူတို့ကရင်ငယ်ပေးနာမှာရိုက်ထားတဲ့ Dead Boy လေးကိုပြတယ်ပေါ့နော်အဲ့ Dead Boy လေးကိုမြင်တော့ Jasmine ဆိုတဲ့ကလေးမလေးကသူ့အမေနဲ့အဖေလိုမျိုးပဲသူကလည်းအဲ့လိုမျိုးရင်ငယ်ပေးနာမှာ Dead Boy ရိုက်ချင်တယ်စော်ကားချင်တယ်ဆိုပြီးတော့သူ့အမေပူစားတယ်ပေါ့နော်ဆိုတော့သူ့အမေကအဲ့ရင်ငယ်ကိုလိုက်ဖို့ကိုပတိပေးလိုက်ပါတယ်ပတိပေးတော့အဲ့ရင်ငယ်ကိုတောနေတဲ့လမ်းပေါ့နော်ရင်ကိုသူတို့တာမီနေအောင်စကားတပြောဆဆနောင်းနောင်းနဲ့သူတို့တောကြတယ်အဲ့လမ်းမှာပဲရေကန်ကိုမရောက်ခင်မှာပဲသူ့အလုပ်ကဖုံးလာတယ်ပေါ့နော်ဆိုတော့အာလီယာကဒီအင်ဆန်နေပိုးသားတစ်ခုမှလုံနေတဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့အလုပ်တွေကိုသူ့တငယ်ချင်းကိုနှွေးပေးထားခဲ့ရတာပေါ့နော်ဆိုတော့တငယ်ချင်းကိုလည်းကူညီပေးဖို့သူကဖုံးရင်းကနေပြောပြပေးနေတာပါဆိုတော့စကားလေး3လခွန်းလောက်မှပဲသူ့ရဲ့သမီးလေးကပျောက်ဆုံးတော့ပါတယ်ဆိုတော့ရေကန်ဖက်ကိုလိုက်ရှာကြည့်ရဲဆိုတော့ဒီစကားလေးမှာကျွန်တော်နည်းနည်းအားမရတဲ့အခန်းလေးတွေပေါ့နော်ချက်ချင်းအလောင်းကိုတန်းတွေ့တယ်အဲ့ဒီမှာပဲအာလီယာရဲ့ပြင်မစင်နိုင်တဲ့မိခင်တရားဝင်မိတာကိုမြင်ရတယ်ဒီလက်မခံနိုင်တဲ့အထိသူမှကြည်ခွဲတယ်ပေါ့နော်ဆိုတော့သူသမီးလေးကိုအလောင်းကိုပြန်တေးလာတဲ့အခါမှာလဲဖေဖြစ်သူရောအမေဖြစ်သူရောအရင်ယူနီရောပေါ့နော်ဆိုတော့ခင်ဗျားတို့လည်းသိကြပါပါနော်ဒီကဒီကျွန်တော်တို့ဒီကိုယ့်ရဲ့ဆွေမျိုးတယောက်ဆုံးသွားတာမျိုးဖြစ်ဖြစ်ကိုတို့ရဲ့သားသမီးကိုယ့်ရဲ့အဖေမေဆုံးသွားတယ်ဘယ်သူမှတော့လက်မခံနိုင်ကြပါဘူးရုပ်ကြရတာတော့ပေါ့နော်ဆိုတော့သူသမီးလေးကိုတကြိုရတော့မယ်ဆိုတဲ့အချိန်မှာလည်းအမိခင်ဖြစ်သူကသူသမီးလေးကိုရက်သူတို့ရော်မှာရှိရဲ့တင်းချိုင်းမှာသူကမမြုံနဲ့ချင်းဘူးပေါ့နော်သူရဲ့အိမ်မှာပဲရှိရဲ့ခြံဝင်းလေးတွေမှာပဲသမီးဖြစ်သူကိုမြုံနဲ့တကြိုလိုက်ပါတယ်ဆိုတော့သမီးလေးအရန်ချစ်တဲ့အယုတ်လေးတစ်ယောက်ကိုလည်းအဲ့ဒီသူသမီးလေးကိုမြုပ်ထားတဲ့ဒီအဲ့ဒီအုပ်ကူလေးအပေါ်မှာပဲတင်ထားခဲ့တယ်ပေါ့နော်ဆိုတော့ပြီးတော့သူတို့ကအဲ့ဟာကိုမခံစားနိုင်ဘူးပေါ့ဒီအဖြစ်အပျက်ကိုသူတို့ကမခံစားနိုင်တဲ့အတွက်အဲ့သမီးလေးဒီမှာရှိနေတဲ့ဒီသမီးလေးကိုမြုပ်ထားတဲ့ခြံဝင်းသူတို့အမေရှိရဲ့အိမ်မှာလည်းမနေချင်တော့ဘူးသူတို့ချက်ချင်းပြန်မယ်သူ့အမေကိုပြောပြီးတော့သူတို့ချက်ချင်းပဲသူတို့မြို့ကိုပြန်သွားတယ်ပေါ့နော်ဆိုတော့မြို့ကိုရောက်တော့လေအာလီယာအတွက်ကအဆင်ပြေမနေဘူးအဲ့မှာစတာကနော်သူ့အဖေဖြစ်သူကအာလီယာကိုအပြစ်တင်တာပေါ့ဒါမင်းအသုံးမကျလို့ဖြစ်ရတာပေါ့နော်ရေကန်ကိုသမီးဖြစ်တဲ့မင်းသူတော့တယ်ကလေးပြောက်တော့မင်းမထိန်နိုင်ဘူးသူတို့အဲ့မျိုးခြံဝင်းတွေမှာမြင်မြုပ်ထားခဲ့တဲ့ကလေးဗျအဲ့ကလေးရဲ့အလောင်းဂူဘေးနားမှာပဲသူတို့ထားခဲ့တဲ့အယုတ်လေးကသူတို့မြို့ပေါ်အိမ်ကိုပြန်ရောက်နေတယ်အဲ့တော့အာလီယာအဖေကသူ့ရဲ့အမျိုးသမီးကိုအပြစ်တင်နေပေါ့နော်အာလီယာကိုပြစ်တင်နေဆိုတော့အာလီယာမင်းဒီဘက်ကိုယူလာခဲ့လားငါမင်းကိုဘာပြောခဲ့လဲငါသမီးနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုယူမလာပါနဲ့ငါဒီအဖြစ်အပျက်ကိုဒီနားမှာပဲရက်လိုက်ချင်တယ်မလို့ရှစ်ဆက်ရအောင်ဆိုတော့
အာလီကလည်းအော်တာပေါ့နော်ငါမယူလာဘူးပေါ့နော်ကျမယူမလာဘူးကျမတို့ရှိဆက်ဖို့ကျမလည်းတူးစားနေတယ်ဒါပေမဲ့ကျမတယောက်ဖြစ်နေမရဘူးရှင်လေးပါဝင်ပူပေါင်းမှရမယ်ပေါ့သူတို့နှစ်ယောက်လုံးကအရင်ကြည်ခွင့်နေတဲ့အချိန်ပေါ့ဗျာဆိုတော့အဲ့လိုမျိုးသူတို့မြင်မြင်ချားခဲ့တယ်ဆိုတဲ့ကိစ္စကပဲဘာလို့သူတို့ခြံဝင်းလေးမှာမြင်မြင်လိုက်တယ်ဆိုတာကပဲအရင်တုန်းကဒီခြံသားခဲ့တဲ့ချိန်စာတစ်ခုကိုအသက်သွင်းတိုင်းတလူမျိုးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ဗျဆိုတော့ဒီဇက်ကားလေးမှာဘယ်လိုလဲဆိုတော့ကမိခင်ပြောင်းရင်ဖြစ်တာဆိုတာအရာရာကိုရင်ဆိုင်နိုင်တယ်ကြော်လောနိုင်တယ်လို့လူတော်များပြောကြတယ်ပေါ့နော်ဒါပေမဲ့လည်းဒါအတိုင်းအတာတစ်ခုရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ဝိညာဉ်ကိုပါကြော်လို့ဒီရှင်တရားတွေကိုပါကြော်လို့ပြီးတော့အိမ်မြစ်တာတရားကဘယ်လောက်ထိထိနေကြတင်စာကိုတွန်းလှန်နိုင်မလဲပေါ့နော်ဆိုတော့ဒီစကားလေးက2025ခုနှစ်ကထွက်ထားတဲ့အင်ဒိုနီးရှား club horror အမျိုးအစားလေးပဲဖြစ်ပါတယ်ဒီစကားလေးကအဲ့လိုများသောအားဖြင့်ကျွန်တော်တို့ကြည့်တဲ့ဒီဘေးကားနေနဲ့ကိုယ်ဆိုတာရိုးတွေပြအရင်ဒါဆိုင်ဖက်ကိုရောက်တဲ့ကားမဟုတ်ဘူးအရင်ဂျစ်ဖြစ်နေတဲ့ကားမျိုးမဟုတ်ဘူးအရင်စဉ်းစားနေကြမလို့ဘူးအရင်တွေးကြလည်းမလို့ဒီတိုင်းကိုမြင်နေရကားရဒီကအရှင်းသားကြီးကြည့်လိုက်ပြီးတခန်းလာပြီဆိုတာနဲ့ရှင်းနေတာပဲဒီစကားလေးကိုကြည့်လို့ဆိုအရင် heavy ဖြစ်တဲ့အရင်ကိုကြောက်ကြလို့မျောလင်းထားတဲ့အရင် horror ဖြစ်မှဆိုတဲ့လူတွေကတော့ဒီစကားလေးနဲ့မသိတော့ဘူးပေါ့နော်သူကမြန်မာကားဆန်တဲ့အင်ဒိုနီးရှားပြည်ကလို့ပဲကျွန်တော်ကတော့ပြောရမယ်ဗျဆိုတော့ဒီစကားလေးမှာသူတို့နောက်ပိုင်းကျဘယ်လိုရင်ဆိုင်ကြမှာလဲအာလီယာတော့အာလီယာအဖေါ်ရောအာလီယာယောက်ျားကရောသူ့သမီးလေးကိုဒီမကောင်းဆိုးရန်ကနေကာကွယ်နိုင်မလားသူ့သမီးလေးကိုရောဘယ်လိုရင်ဆိုင်ကြပဲဒီမကောင်းဆိုးကိုနှိမ်နှင်းနိုင်မလားသူတို့ဘယ်လိုကြော်ဖြတ်သွားကြမလဲဆိုတာလေးကိုစောင့်မျှော်ရင်းနဲ့ကျွန်တော်ရဲ့channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ကြပါနဲ့ဗျ။နောက်များမှလည်းကျွန်တော်ဗီဒီယိုလေးနဲ့အများကြီးကိစ္စပေးတော့ပါမယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ channel လေးကိုဒီမှာပဲနေကုန်းရှုပ်ပြကြည့်ဗျ။အားလုံးကိုကြည့်လို့အများကြီးတင်ပါနေဗျ။